ဟုတ်ကဲ့အကိုကြီးမင်္ဂလာပါရှင် မင်္ဂလာပါဆရာမ ဒီနေ့ပေါ့နော်အကိုကအဆိုင်လဲအင်တာဗျူးကိုတွားဖြေခဲ့တယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် President Donald J. Trump ရဲ့ Go Card ပေါ့နော်9 သန်းတန်နဲ့ညီမျှတယ်ပေါ့နော်အကယ်လို့ကိုကအဆိုင်လန် granted ဖြစ်ခဲ့လို့ရှင်ပေါ့နော်အဲ့တော့အခုအနေနဲ့ပေါ့နော်ဘယ်လိုခံစားချက်မျိုးဖြစ်နေပါသလဲ မဖြေခင်တော့ကတော့တော်တော်လေး nervous ဖြစ်တယ်ပြင်ဆင်မှုကအတွက်အချိန်ယူရတာရောပြီးရင်ဘာတွေမေးမှန်းမသိဘူးအဲ့ဒီမေးတာတွေကိုဖြေနိုင်ပါမလားဆိုတော့ဟိုပြင်ဆင်တာကတော့တည်တည်ချာချာနဲ့အချိန်ချင်းလဲ practice လုပ်ကို studio လည်းကိုပိုင်အောင်လုပ်ပြီးတော့ရှိဟိုပိုင်အောင်လုပ်ပြီးတော့တေချောင်တော့တေတက်နိုင်တဲ့မြတ်တေချနိုင်တဲ့မြတ်တေချောင်တော့ပြင်ဆင်ခဲ့ပါတယ်သို့တော့စိတ်ထဲမှာဟို nervous တော့ဖြစ်တာပေါ့အခု interview ဖြေပြီးတဲ့နောက်ပိုင်းမှာတော့hopeful ဖြစ်တယ်အနာဂတ်တော့ဘယ်လိုပြင်ဆင်ရမလဲဆိုတာပို့ပြီးတော့စဉ်းစားမိတယ်ပေါ့ ဟုတ်ပြီနောက်ထပ်မေးချင်တဲ့အကြောင်းအရာပေါ့နော်အကိုက American နိုင်ငံကိုဘာဗီဇာနဲ့လာခဲ့ပါသလဲနောက်ပြီးတော့အခုပေါ့နော်တင်တဲ့အချိန်နဲ့အခုဗီဇာ interview ဖြေရတဲ့အချိန်နဲ့ပေါ့နော်ဘယ်လောက်ကွာခြားခဲ့ပါသလဲကျွန်တော်ကဒီဟိုចောင်းသားဗီဇာနဲ့ရောက်ခဲ့တာပါဒီဇင်ဘာလလောက်ကပေါ့အင်တာဗျူးတင်တာကတော့ကျွန်တော် April လမှာကျွန်တော်တင်ခဲ့တယ် April လမှာတင်ပြီးတော့အခုကျွန်တော်မေလဒီနေ့ဆိုရင်73ရက်နေ့ပေါ့ဆိုမေလထဲမှာကျွန်တော်အင်တာဗျူး appointment ရတယ်အင်တာဗျူးတင်တာလည်း April လလယ်ပိုင်းလောက်မှာတင်ဖြစ်တာပါ Asylum I-589 ကိုတင်ခဲ့တာပေါ့နော်April လလယ်မှာတင်ခဲ့ပြီးတော့အခုမေလ73ရက်နေ့မှာပေါ့နော် interview လာဖြစ်ရတာပေါ့နော်ဟုတ်ပါတယ်ဆရာပေါ့နော်နောက်ပြီးတော့သိချင်တဲ့အကြောင်းပေါ့အခု American နိုင်ငံမှာဆိုလို့ရှိရင်မြန်မာပြည်ကလာတဲ့လူတွေပေါ့နော်ဟို asylum တင်ထားတဲ့လူတွေအများကြီးရှိတယ်နောက်ပြီးတော့တချို့တွေကလည်း asylum pending ဖြစ်နေတာရှိတယ် asylum တင်ဖို့ပြင်ဆင်နေတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့နော်ဒီနေ့အကိုဖြေဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးပြင်ဆင်ခဲ့ပါသလဲဆိုတဲ့အကြောင်းလေးတွေပြောပြပေးပါအောင်ရှင်နံပါတ်1ကျွန်တော်ဒီကိစ္စကိုလုပ်မယ်လို့ဆုံးဖြတ်မိတဲ့အချိန်မှာဒီကိစ္စနဲ့ပတ်သက်တဲ့ဟိုအချက်လက် information တွေကိုကျွန်တော်ရနိုင်တဲ့လောက်ကိုရှာဖတ်တယ်နောက်တစ်ခုကကျွန်တော် guidance ပေးတဲ့ဆရာမရဲ့အကြံဉာဏ်တွေအတိုင်းပဲကျွန်တော်ဟိုဖတ်တဲ့ဟာကိုဖတ်တယ်ပြင်ဆင်တဲ့ဟာကိုပြင်ဆင်တယ်လေ့လာတဲ့ဟာကိုလည်းလေ့လာတယ်နောက်တစ်ခု story ကိုလည်းကို story ကိုရေးရမှာဖြစ်တဲ့အတွက်ကြောင့်ကို story နဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်လက်တွေကိုခိုင်မာတစ်ထက်ခိုင်မာအောင်စဉ်းစားပြီးတော့ဖြည်းဖြည်းချင်းစူးစောင်းပြီးတော့ story ကိုရေးတယ်အချင်းချင်းခါခါပြင်ရတယ်သူတို့ရဲ့ဒီ immigrationဒီ immigrant asylum နဲ့ပတ်သက်တဲ့ policy framework ထဲကိုဝင်အောင်လို့ကို story ကိုအချင်းချင်းခါခါပြင်ဆင်ပြီးတော့ကိုဘာသာကိုရေးရတယ်အဲ့ဒါကိုလည်းရေးပြီးတဲ့ဟာတိုင်းကိုလည်းဆရာမတေချာစစ်တယ်လိုအပ်တဲ့ဟာတွေကိုလည်းတစ်ခါထပ်ပြီးတော့ recommend ပေးတယ် suggestion ပေးတဲ့အတိုင်းထပ်ပြင်တယ်အဲ့လိုမျိုးအချင်းချင်းခါခါလုပ်ပြီးတော့ဟိုကို story ကိုကိုဘာကိုပြင်ဆင်ရတဲ့အပိုင်းပေါ့အဲ့ဒီဟာရဲ့အကျိုးသက်ရောက်မှုကတော့ဗာလဲဆိုတော့ဟိုကို story ကိုပိုင်သွားတာပေါ့ကိုဘာတွေရေးလဲဆိုတော့လည်းကိုတည်သွားတာပေါ့ပြီးသွားလို့ရှိရင်အကြံဉာဏ်တိုင်းမှာလည်းဒီဥစ္စာတော့ဖြင့်ပါတင်တယ်ဘာလို့လဲဆိုတော့ဒီ policy ဒီ asylum policy framework ထဲမှာတော့ပြင်ဒါလေးပါမှပို့ပြီးတော့ကိုယ့်ရဲ့ case က strong ဖြစ်နိုင်တယ်ဆိုတော့ဒီ asylum နဲ့ပတ်သက်တဲ့ framework ကိုလည်းကိုကပို့ပြီးနားလည်သွားတာပေါ့အဲ့တော့အဲ့ဒီဟာရဲ့အကျိုးကဘာဖြစ်လဲဆိုတော့ interview ဖြေတဲ့အခါမှာ interviewer မေးတိုင်းမှာကိုယ်ဘာတွေမေးနေတယ်လဲမေးတဲ့မေးခွန်းကဘယ်ကို UTV မေးနေတယ်လဲဆိုတာလေဟိုသဘောပေါက်လွယ်တယ်ပေါ့ဘောပေါက်တဲ့အတွက်ကြောင့်ဖြေရတဲ့မေးခွန်းကလည်းထိထိရောက်ရောက်နဲ့ဖြေဖြစ်တယ်ပေါ့ဘာကြောင့်လဲဆိုတော့သူတို့မေးတဲ့မေးခွန်းတိုင်းမှာကလည်းသူတို့မှလည်းအချိန်အများကြီးမရှိဘူးအဲ့တော့သူတို့အများကြီးဝေ့ဝယ်ပြီးတော့လည်းဖြေနေလို့မရဘူးသူတို့မေးတော့မေးခွန်းတိုင်းမှာလည်း purpose ရှိတယ်အဲ့တော့ကိုဖြေတဲ့အရာလည်းသူတို့ရဲ့အချိန်ကိုလည်းလေးစားငင်ညာသွားပြီးထိရောက်မှုလည်းရှိဖို့လိုတယ်ပေါ့အဲ့တော့အဲ့ဒါခုနကတော့ preparation ဘိုင်းရဲ့အကျိုးသက်ရောက်မှုပေါ့နောက်တစ်ခုကကိုယ့်ရဲ့ story ကိုခိုင်မာတဲ့ခိုင်မာအောင်ပြင်ဆင်ပြီးတာနဲ့တပိုင်းနဲ့တပါပဲကိုယ့် story ကို support ပေးမဲ့ evidence တွေကိုလည်းတည်တည်ချာချာတစ်ခုချင်းစီကိုစုဆောင်းရတယ်ပြီးရင်ဒေချာ data လောက်ရတယ်အဲ့ဒါတွေကိုလည်းခုနကတော့ကိုယ့်ရဲ့ case file ထဲမှာခုနကတော့ USCIS SQL website ထဲ USCIS case file ထဲမှာတွားပြီးတော့
submit လုပ်ရတယ် upload လုပ်ရတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ပဲအဲ့ဒီဟာတွေကိုလုပ်ရတာပါအဲ့လိုလုပ်ရတဲ့အတွက်ဘာဖြစ်လဲဆိုတော့နောက်တစ်ချိန်ကဒီ asylum officer နဲ့တွေ့တဲ့အခါမှာကိုယ့်အတွက်က confidence ကအလိုလိုရှိပြီးသားဖြစ်တယ် asylum officer အဲ့မှာမေးခွန်းတစ်ခုမေးတယ်မင်းရဲ့ဒီ profile ထဲမှာဒီ evidence document တွေကိုတင်ထားသလားတဲ့သူမေးတယ်ဆိုကျွန်တော်လည်းယုံကြည်ကြည်ပဲတင်ထားပါတယ်ဘယ်နှခုရှိတယ်ဆိုတာလဲကျွန်တော်ကိုတင်ထားတာကိုသိတာပေါ့အဲ့တော့နောက်ဆုံး asylum officer ကိုrelevant တချို့သော relevant ဖြစ်တဲ့ document တွေကို case အတွက် supporting ဖြစ်အောင်လို့ပေးတဲ့အခါမှာလဲကျွန်တော် officer ကိုပြောပြတာတကူကတချို့ဟာတွေက latest information တွေဖြစ်တယ်ပြီးတော့အဲ့ဒါတွေကိုငါရဲ့ case file ထဲမှာတချို့ဟာတွေတော့ submit မလုပ်ထားဘူးငါ file ထဲမှာလည်းအများကြီးဖြစ်နေတယ်ငါလောက်ထားတဲ့ evidence တွေကလည်းအများများနေဆိုသူကိုယ်တိုင်ကလည်းအဲ့ဒါကိုမြင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါ promotion နဲ့ပဲပေးလိုက်တဲ့ document ကိုသူလက်ခံခဲ့တယ်ပေါ့ဒီနေ့ပေါ့နော်အဓိကအဖြစ်ဘာတွေမေးတော့လဲဆိုတဲ့အကြောင်းလေးကိုအနည်းငယ်လောက် share ပေးလို့ရမလားရှင်ဟုတ်ကဲ့ရပါတယ်အဓိကမေးတော့တဲ့အကြောင်းအရာကကျွန်တော်ရဲ့ဒီ past events တွေကိုမေးတော့တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာအဲ့ဒီဟာကိုပဲ OTV တော့မိကုန်းတွေကိုမေးတယ်ပြီးသွားလို့ရှိရင်သူ repeatedly 9ချိန်ထက်မနေမေးတာတော့ဘာကြောင့်ပြန်လို့မရတာလဲပြန်ရင်ဘာဖြစ်မလဲအဲ့ဒါကိုကျွန်တော်မှတ်မိသလောက်ဆိုရင်သူမေးတဲ့မေးခွန်းတိုင်းရဲ့အခု20ဂျားတစ်ခါလောက်ကိုသူမေးတယ်မေးလောက်ပြီဆိုရင်သူမေးတယ်ဆိုတော့ဒီဥစ္စာမှာအဓိပ္ပာယ်တွေအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ကျွန်တော်ကလေကို case ကိုစဉ်းစားနဲ့ reasonable ကြလောက်ထားရလို့ယုံကြည်တယ်အဲ့အတွက်ကြောင့်သူမေးတဲ့မေးခွန်းတိုင်းအတွက်လည်း same answer ကိုပဲကျွန်တော်ပေးပြပါတယ်ဟုတ်ပြီအဲ့ဆိုဒီနေ့ပေါ့နော်ကိုဖြေရ2နိုင်လောက်ကြာခဲ့ပေါ့နော်ဟုတ်ကဲ့2နိုင်လောက်ကြာခဲ့ပါတယ်နောက်တစ်ခုပေါ့နော်အကိုကပြောတယ်အကိုရဲ့အတိတ်တယောက်ပေါ့နော်သူကဒီပေါ့အဆိုင်လန်တက်ဖြစ်ခဲ့တယ်ပေါ့နော်အဆိုင်လန်တက်ဖြစ်ခဲ့တဲ့အခါမှာသူကတေချာပြင်ဆင်မှုမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဘာတွေဖြစ်ခဲ့လဲဆိုတဲ့အကြောင်းလေးကိုတစ်ချက်လောက်နည်းနည်း share ပြပေးပါလားအတွေ့အကြုံတွေကို share ပေးရမယ်ဆိုလို့ရှိရင်တော့နံပါတ်1ကို case ကိုခုနကပြောတဲ့ပေါ့ကိုတေချာပါမန်နဲ့ပြောင်းပြည့်စင်နေတယ်ပြီးသွားလို့ရှိရင်ဖြစ်နိုင်တဲ့လောက်ကို case ကို100%ပိုင်နိုင်ပြီးတော့ဒီ officer C ကိုရောက်တဲ့အခါမှာ case document ကိုယူသွားပြီးတော့သူ့ရှေ့မှာပြောလို့မရပါဘူးသူတို့ကလည်းကို case ကိုလက်တန်းပြောတာပဲလို့ချင်ပါတယ်အဲ့တော့မှမဟုတ်ဘူးဆိုလို့ရှိရင်မိတ်ဆွေတယောက်ရဲ့အတွေ့အကြုံရဆိုလို့ရှိရင်ဒီ evidence ကိုဒီ story line ကိုသူ့ရှေ့မှာချပြီးတော့ပြောဖို့ကြိုးစားတဲ့အခါမှာဒါတရားဝင်မဟုတ်ဘူးဒါလက်ခံလို့မရဘူးဆိုပြီးတော့အဲ့စာကိုတင်သွားတယ်လို့ကျွန်တော်နားလည်ရပါတယ်အဲ့တော့အခုပေါ့နော်ဒီအဆိုင်လန်တင်မယ်ဆိုလို့ရှိရင်ပေါ့ကို case ကိုတေချာပြင်ဆင်ပြီးတော့ပိုင်နိုင်တာကအင်တာဗျူးတက်ဖြစ်ရင်အကောင်းဆုံးဖြစ်မယ်လို့အကူပြောချင်ပါသလားအဲ့ဒါ100%ကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့နိုင်ပိုင်းလွန်ခဲ့တဲ့နိုင်ပိုင်းကကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတစ်ခုမဟုတ်လို့ကျွန်တော်နောက်အဆိုင်ပန်တင်ဖို့စောင့်နေတဲ့တင်ဖို့ပြင်ဆင်နေတဲ့ညီမတွေအကိုတွေအမတွေရောနောက်တစ်ခု case pending ဖြစ်နေတဲ့ညီတွေညီမတွေအကိုတွေအမတွေကိုပြောချင်တာကို case ကို story ကိုဘယ်လိုပဲရေးထားဘယ်လိုပဲပြင်ဆင်တာကို story ကိုပိုင်နိုင်အောင်လုပ်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်ပြောပြချင်ပါတယ်ဟုတ်တယ်တချို့တွေကသူများရေးပြ story နဲ့တက်တင်ကြတယ်အကိုကြီးတယောက်ဆိုလို့ရှိရင် तू က single ပေါ့နော်ဒါပေမဲ့သူ့ story ရေးပြလို့ကလေး9ယောက်ဖြေတဲ့အရေးပေးထားတော့ तू ကလေးနာမည်တွေလည်းလွတ်ကြရတယ်နော်သူ့နဲ့တခါမှမသိတဲ့နာမည်တွေလွတ်ကြပြီးတက်ဖြေတယ်ပြီးတော့မအောင်ပေါ့လေအဲ့တော့ကို့အကြောင်းအရာကိုကိုယ်တိုင်သိဖို့လိုတယ်ဘာဖြစ်လို့ဆိုအဲ့မှာမင်းရဲ့မိကွန်းတွေအရန်ကို story မှာရေးထားတဲ့ဟာတွေဆိုလို့ရှိရင်အရန်ကို detail ကြတယ်အဲ့အတွက်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ကိုမထင်မှတ်ထားတဲ့မိကွန်းတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်မကအခုပေါ့အဆိုင်လဲ interpreter လိုက်လုပ်ပြီးတဲ့အတွေ့အကြုံကနေပြောပေးတာပေါ့နော်နောက်ပြီးတော့အခုပေါ့နော်အခုဒီနေ့ဖြည့်ပြီးသွားပြီဆိုတော့စိတ်ထဲမှာဘယ်လိုခံစားရပါလဲအခုဖြည့်ပြီးသွားပြီဆိုတော့ကျွန်တော်အနေနဲ့ကဒီ officer ပြောသလိုပဲပေါ့နော် result က2ခုပဲရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အကောင်းဆုံးကိုကျွန်တော်ဘက်ကစူးစမ်းပြီးဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးအဖြေထွက်လာဖို့မျှော်လင့်ပါတယ်အကယ်၍အကောင်းဆုံးအဖြေထွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော် lands of opportunity မှာ opportunity တိုင်းကိုဖွင့်ဖို့
golden thought ရသွားပြီလို့ golden key တခုရသွားပြီလို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ပွင့်လင်းနေတဲ့ဒီအနာဂတ်တစ်ခုကိုကျွန်တော်လွတ်လပ်လျှောက်လှမ်းနိုင်မယ်ပေါ့အကယ်၍မြန်ကျွန်တော်မျှော်မှန်းတဲ့အဖြေတစ်ခုမဖြစ်ဘူးချော့ချော့ခဲ့မယ်ဆိုရင်တောင်မှပဲအမေရိကကအခွင့်အရေးတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ရှိနေပြီးသားအခွင့်အရေးတွေကိုကျွန်တော်ဘယ်လိုမျိုးမိမိရထပ်ပြီးစုပ်ကန်ရမလဲဆိုတာကိုကျွန်တော်စဉ်းစားဆင်ခြင်နေမိတယ်အဲ့တော့ကျွန်တော်ကတော့အကောင်းဆုံးပြောလိုက်ပါတယ်ဟုတ်ကဲ့မကြခင်ပေါ့နော်နောက်ထပ်3ဘက်မှာအဖြေ pick up လုပ်ဖို့သူ့ကိုပြောထားတဲ့အတွက်ပေါ့နော်နောက်3ဘက်ကြာလို့ရှိရင် Trump ရဲ့ကိုယ်ခက်ကိုပိုင်ဆိုင်နေမဲ့သူဖြစ်မလားဆိုတဲ့အကြောင်းအရာကိုရင်ခုန်စွာနဲ့စောင့်မျှော်ပါမယ်ရှင်အဲ့တော့ပရိသတ်ကြီးလည်းပိတ်ကားထက်မှာဆက်လက်ပြီးတော့စောင့်မျှော်ပေးကြပါဦးနောက်ပြီးလို့ရှိရင်လည်းနော်အဆိုင်လန်တင်မှုပြင်ဆင်နေတဲ့လူတွေအင်တာဗျူးစောင့်နေတဲ့လူတွေလည်းဘာတွေပြင်ဆင်ရမလဲဆိုတဲ့အကြောင်းအလေးကိုလည်းဒီနေ့ပြောပြပေးထားတဲ့အတိုင်းမှာ guideline တွေကိုသိချလိုက်လို့မယ်ဆိုလို့ရှိရင်တော့အောင်မြင်မယ်ဆိုတော့ကိုဒီဗီဒီယိုလေးကနေပြီးတော့တစ်ဆင့်ပြောပြပါစီဒီဗီဒီယိုအဆုံးထိကြည့်ပြီးရတော့လည်းကျေးဇူးထူးတင်ရှိပါတယ်နော်နောက်ဗီဒီယိုမှာလည်း American နိုင်ငံနဲ့ပတ်သက်တဲ့ information တွေကိုလည်းဆက်လက်ပြီးပြောပြပေးမှာမလို့စောင့်မျှော်ပေးကြပါအောင်ရှင်ကျေးဇူးပါ